ပရိဒီချေမိတ်ဆွေအားလုံးပဲမင်္ဂလာပါခင်ဗျာမိတ်ဆွေတို့ဒီနေ့ကလန်နာမူလေးတစ်ခုနဲ့ကျွန်တော် sharing လုပ်ပေးသွားပါမယ်ဒီမူလေးကတော့ကျွန်တော်ရဲ့မိတ်ဆွေဦးရဲမင်းနိုင်ကနေပြီးတော့ပို့ပေးတာပါအများအတွက်သုံးချနိုင်ရန်အတွက်ပြန်လဲပြီးတော့ဝင်ငှပေးတာဖြစ်ပါတယ်เนาะဒီဥစ္စာဒီကျွန်တော်ရဲ့မူမဟုတ်ဘူးဆိုတာကိုတော့ရိုးသားစွာဝန်ခံပါတယ်တော့မိတ်ဆွေတို့အတွက်အကျိုးရှိဖို့ရည်ရွယ်တာဖြစ်တဲ့အတွက်ကြောင့်မလို့เนาะမိတ်ဆွေတို့သဘောကျနှစ်ချိုက်လိမ့်မယ်လို့မျှော်လင့်ပါတယ်။အဲတော့ကျွန်တော်တို့ဒီမှာ1996ခုပေါ့နော်96ခုမှာစမယ်6လေတိုင်းနဲ့เนาะ39တစ်ဆို6လေတိုင်းဖြစ်တယ်။အဲ့ရနေပြီးတော့1နှစ်2နှစ်3နှစ်4နှစ်5နှစ်6နှစ်9နှစ်ချပြီးတော့ဒီမှာကျွန်တော်တို့ဒီမှာ2004ခုနှစ်မှာ990ဆိုပြီးတော့ဖြစ်ပါတယ်။တခါထပ်ပြီးတော့ဒီမှာ9နှစ်ချလိုက်မယ်ဆိုလို့ရှိရင်990ဆိုပြီးတော့ဒါ2012ခုနှစ်မှာပေါ့နော်။တခါ990ဆို6လေတိုင်းဖြစ်တယ်တခါထပ်ပြီးလဲပြီးတော့ကျွန်တော်တို့ဒီမှာ391ဆိုပြီး6လေတိုင်းလေးရတော့2020မှာပေါ့ဗျာအဲ့ဒီ6လေတိုင်းလေးရနေပေးလာတဲ့မူလေးတစ်ခုကိုမိတ်ဆွေတို့အတွက်ကျွန်တော်sharing လုပ်ပေးသွားမှာပါအဲ့တော့ပထမဆုံးဒီ6လေတိုင်းဖြစ်ပြီးတော့39ကအပေါ်မှာရှိတဲ့68ခွန်းဆိုတဲ့ကဏ္ဍလေးပေါ့နော်အဲ့68ခွန်းဆိုတဲ့ကဏ္ဍလေးရနေပြီးတော့ဒီထိပ်စီး3လုံးပေါင်းတော့639ခွန်း3လုံးပေါင်းတော့3လို့လာပြီးဖြစ်ပါတယ်အဲ့3ကဘယ်ကလာလဲဆိုလို့ရှိရင်ဒီ3993တစ်ကနေပြီးကြည့်မယ်ဆိုရင်ဒီမှာ1နှစ်နှစ်က26ခွန်းရှိပါတယ်အဲ့ဒီကနေပြီးအလဲတိုင်းနှလုံးပေါင်းချင်း6နှစ်နဲ့ပေါင်းချင်း8ကိုမှဟိုမှာ639ခွန်းဆိုပြီးတော့3လို့ဖြစ်သွားတာပါအဲ့လို3လို့ဖြစ်သွားပြီးကမှ39တစ်အပေါ်ကကြလေရဲ့68ခွန်းဆိုတဲ့ကဏ္ဍဒီပြန်ကြကဏ္ဍအနေနဲ့ကစားသွားခဲ့ပါတယ်သူကတော့ဒီမှာပေါ့နော်လို့ဆိုလို့ဆိုကပ်ပြီးပြန်သွားတာဖြစ်တဲ့အတွက်ကြောင့်တစ်ထပ်တည်းဝင်သွားတယ်ပေါ့နော်ဟုတ်ပြီအဲ့မှာဝင်သွားပြီးတော့ဒီ968လို့အဲ့လိုပြန်ကနန်းကြပြီးသွားပြီးတစ်နှစ်ကျော်မှာကျွန်တော်တို့ဒီမှာ903ဆိုပြီးကျွန်တော်တို့1998ခု9ကြိမ်က903ဆိုတဲ့ကနန်းလေးဟာဒီမှာ4ကြိမ်မှာ2001 4ကြိမ်မှာ93ခွန်ဆိုပြီးတက်ပြီးတော့ကစားထားတာကိုတွေ့ရပါလိမ့်မယ်အဲ့လိုကစားပြီးသွားပြီးဆိုရင်အဲ့နှစ်ထဲမှာပြန်ကြလာတော့မယ်နော်အဲ့ပြန်ကြဘယ်ချိန်မှလာမှလဲဘယ်လိုလပုံစံမျိုးနဲ့လာမလဲဆိုတော့တစ်နော်တစ်ထိပ်စီလေးရဲ့အောက်မှာလာပါတယ်တစ်ထိပ်စီလေးရဲ့အောက်နှစ်ပင်ကျော်ပြီးတော့လာတာပေါ့နော်ဒီမှာမလာသေးဘူးဒါဆိုဟုတ်ပြီဒီမှာဒီကျွန်တော်တို့ဒီမှာလာလဲဆိုလို့ရှိရင်ဒီမှာနော်ဒီမှာ93ခွန်းရဲ့အောက်မှာတင်ကားလေးပေါ့နော်ဒီတစ်ထိပ်စီရဲ့အောက်မှာနှစ်ပင်ကျော်ပြီးလဲပြီးတော့ခွန်3ညဆိုတဲ့ပြန်ကနန်းလေးရိုက်ထားတာကိုတွေ့ရပါလိမ့်မယ်အဲ့ခွန်3 6ဆိုတဲ့6ဆိုတဲ့ပြန်ကနန်းကဘယ်လိုလာလဲဘယ်လိုလဲဆိုလို့ရှိရင်တစ်ထိပ်စီကနေပြီးတော့နောက်နှလုံးပေါင်း9တဲ့သူ့အောက်ကနောက်နှလုံးပေါင်း9တဲ့သူ့အောက်မှာနောက်နှလုံးပေါင်း9တဲ့ဆိုတော့နောက်နှလုံး9နောက်နှလုံး9နောက်နှလုံး9ပေါင်းတော့959ပေါင်းတော့3တဲ့ဆိုတော့ break 3ပြန်ကနန်းလေးတစ်ခွက်ကိုကစားသွားတယ်လို့ပထမဦးဆုံးတစ်ချိန်ပေါ့နော်တွေ့ရပါလိမ့်မယ်နော်အဲ့တော့ဒုတိယအနေနဲ့ဒါကျွန်တော်တို့ဒုတိယအနေနဲ့ကြည့်ရမယ်ဒုတိယ6ပါကိုဘယ်လိုကစားလဲလို့ဒီမှာ990ပေါ့နော်990ရဲ့အပေါ်မှာဒီမှာ988ဆိုတဲ့ကဏ္ဍလေးရှိတယ်အဲ့ဒီ988ကနေပြီးတော့ဒီမှာထိပ်စီး3လုံးထောင်တော့3လို့ဖြစ်တယ်ဒီ3ကလည်းပဲပထမစိုက်လိုပဲမူလိုပဲเนาะပထမတစ်ချိန်လိုပဲဒီဇောင်းမှာရှိတဲ့945ရဲ့44ခွန်ရဲ့အဲ့နှလုံးပေါင်းချင်း44ပေါင်းချင်း8ကိုဒီ988ကနေပြီးတော့999ပေါင်းချင်း3လို့ဖြစ်ပြီးတော့အဲ့လို3လို့ဖြစ်ပြီးကမှဟောဒီ988ဆိုတဲ့ကဏ္ဍလေးကဒီမှာပြန်ကျလာပါတယ်เนาะတစ်ချိန်တော့မဟုတ်ဘူးဗျာเนาะဒီမှာ2ချိန်တော့ပဲလားခိုင်းထားပါတော့ဒီ958ဆိုပြီးထွက်ပြီးလို့ရှိရင်တစ်နှစ်ကျော်တဲ့ချိန်ကမှเนาะကျွန်တော်တို့ဒီမှာ654တဲ့เนาะဒါ2006ချိန်ပေါ့เนาะ2006တော့1နှစ်3ဆိုတော့14ချိန်က654ကတစ်ချိန်2ချိန်3ချိန်4ချိန်မှာ456လို့တက်ထွက်တယ်သူ့အောင်မှာပုံမှန်အတိုင်းပဲဗျာတိတိကျကျပဲလားနော်တစ်ထိပ်စီလို့ဖြစ်ပြီးတော့နောက်နှလုံးပေါင်းချင်း4တဲ့နောက်နှလုံးပေါင်းချင်း4တဲ့နောက်နှလုံးပေါင်းချင်း8တဲ့448ပေါင်းတော့6ပေါ့ဗျာနော်အဲ့6ဒီအောက်မှာ6 break ပြန်ကနန်းကလေးဒီမှာကျွန်တော်တို့4တစ်ကနေပြီးတော့ပြန်ပြီးတော့ထွက်လာတာကိုတွေ့ရပါလိမ့်မယ်နော်ဒုတိယအချိန်မြောက်လည်းပဲ
အောင်ပွဲဆင်သွားပြီပေါ့ဗျာဟုတ်ပြီနော်တတိယအကြိမ်မြောက်အနေနဲ့ကျွန်တော်တို့ကြီးလိုက်ကြအောင်ပါနော်ဒီမှာကျွန်တော်တို့ဒီမှာ990ဆိုပြီးတော့တွေ့ပါပြီအဲ990ဒီသူ့ပေါ်က3953တဲ့ထိပ်စီးလေးနဲ့ပေါင်းလိုက်မယ်ဆို3958ဆိုတာ3လို့ဖြစ်သွားတာပဲဗျနော်အဲ့တုံးကလည်းပုံမှန်အတိုင်းပဲဒီမှာကြည့်ပါ990ကနေပြီးတော့ဒီမှာထောင်းတက်တယ်239က3လဲရယ်956က9လဲရယ်ပေါင်းတော့8တဲ့အဲ့8ကိုပဲသုံးတာပါအဲ့သုံးပြီးဆိုရင်တော့ဒီ990ပေါ်ဟိုက်3953လေးကစဉ်းစားမနေနဲ့ပြန်ပြီလို့ပဲပြန်ကြပြီလို့သာတွေးလိုက်ပါတော့နော်အဲ့ဒါပြီးဆိုရင်ဒီမှာတစ်နှစ်ချပြီးတဲ့ခါလေးကြာလိုက်တော့ကျွန်တော်တို့ဒီမှာ449ဆိုတဲ့22ကြိမ်ပေါ့နော်2014ခုနှစ်က449ဆိုတဲ့ကဏ္ဍလေးက2019မှာတက်ပြီးတော့ကစားပါတယ်သူ့အောက်မှာတော့တစ်ထိပ်စီနဲ့မရှိတော့သူ့အပေါ်မှာတစ်ထိပ်စီရှိတာလေဗျာနော်ဟိုမူတွေ site တွေပေးတဲ့နေရာမှာအင်မတန်တိကျတယ်ဗျာနော်ဒီပြန်ကဏ္ဍကို449ကလည်းသူပြန်ပြီးမှကြာမှာဆိုတော့နော်သူ့အပေါ်မှာ449ရဲ့အပေါ်မှာ2ကြိမ်မြောက်တစ်ကြိမ်ကျော်လေးမှာပေါ့နော်ဒါသူဒီတစ်ထိပ်စီလေးထွက်ပေးတာတယ်ဒါမှလည်းဒီနောက်နှလုံးခွန်နောက်နှလုံး9နောက်နှလုံး3ဆိုတော့ခွန်93ဆိုတဲ့ကဏ္ဍဒီ494ရဲ့အောက်မှာထွက်လို့ရမှာဦးနော်ဟုတ်ပါပြီဒီမှာတီကြာပါတယ်ဒီ4နောက်နှလုံးခွန်နောက်နှလုံး9နောက်နှလုံး3ခွန်93ပေါင်းချင်း15ဒီခွန်6ဆိုပြီးလဲပြီးတော့ဟိုး2ကြိမ်က2019 2ကြိမ်က6ခွန်ဆိုတဲ့ကဏ္ဍလေးကိုကျွန်တော်တို့ဒီမှာခွန်6ဆိုပြီးတော့တတိယကြိမ်မြောက်အောင်မြင်စွာပြန်ကြကစားထားပါတယ်နော်ဟုတ်ပြီအဲ့တော့ကျွန်တော်တို့နောက်ဆုံးအနေနဲ့ကျွန်တော်တို့နော်ဒီ last down ပေါ့နော်ဒီ last draw မှာကစားမယ့်အားလေးကြည့်လိုက်အောင်ဒီမှာ3-9တဲ့နော်3-9ပုံမှာ286ရှိရဗျအဲ့286ကနေပြီးတော့ထိပ်စီး3လုံးပေါင်းတော့လို့ပဲ238 3လုံးပေါင်းတော့လေ73လို့ဖြစ်သွားတာပြီเนาะဒီ398 73ဖြစ်ုံနဲ့နေပြီးလားမဟုတ်ဘူးကြည့်လိုက်အောင်398ကဇောင်းကိုကြည့်တယ်ဒီမှာခွန်ချောင်း9နဲ့63ရှိတယ်ရှိပါတယ်เนาะအဲ့ဒီ2လေနဲ့ဟောဒီ6လေနဲ့ပေါင်းလိုက်တော့8ကိုပဲဟောဒီ238ဆိုပြီး73လို့ဖြစ်သွားတာပါဒါဆိုရင်ကျင်းနေပြီဒီ9အလေရဲ့398ရဲ့အပေါ်286ပြန်ကြတော့မှာပေါ့ဗျာဟုတ်ပြီเนาะဒီမှာ628ဆိုပြီးပြန်ကြပါတယ်ကဲသူကတော့ပြန်ကြပြီးသွားပြီဒါဆိုတနည်းကြုံမှာကြီးလိုက်တဲ့ခါကျတော့အိုးဒီမှာခွန်8 9ကနေပြီးတော့6ခွန်8ဆိုပြီးတော့တက်ပြီးတော့လည်းပဲထွက်သွားပြီเนาะကဲ6ခွန်8လို့ထွက်ပြီးသွားပြီဆိုတော့ပြန်ကြမဲ့ကဏ္ဍလေးကတစ်ထိပ်စီအောက်ကကဏ္ဍဆိုတော့ကဲအပေါ်မှာကြည့်လိုက်အောင်ဗျာတစ်ထိပ်စီဘယ်မှာရှိလဲဘယ်မှမရှိဘူးဗျာเนาะဒါဆိုတစ်ထိပ်စီကဒီမှာပဲလာတယ်ဒီ6ခွန်8အောက်2ပင်ကျော်မှာမှ145ဆိုပြီးလာပြီးထွက်ထားတာအဲ့145ထွက်ထားတာဆိုတော့နောက်နှလုံးပေါင်းချင်း9နောက်နှလုံးပေါင်းချင်းခွန်နောက်နှလုံးပေါင်းချင်း2ဆိုပြီးတော့4ဆိုပြီးဖြစ်တော့ခွန်9 4ပေါင်းချင်းဒီနောက်နှလုံး9နောက်နှလုံးခွန်နောက်နှလုံး4ပေါင်းချင်းခွန်9 4ပေါင်းချင်း3ညာတဲ့ကဲ3ညာပရိတ်နဲ့ပြန်ကနန်းဆိုရင်တော့โอเค145ဆိုတဲ့တကွက်ကဲ35နဲ့ဆိုတဲ့ကနန်းတကွက်ကဲရှိနေတယ်လို့ဒါမိတ်ဆွေတို့သိမှာပါကိုင်း145လား35နှစ်လားဒါမှမဟုတ်145ကိုဘယ်လိုနေရာတွေနဲ့ကစားမလဲ35နှစ်ကိုဘယ်လိုနေရာတွေနဲ့ကစားမလဲသိကျင်တယ်ဆိုလို့ရှိရင်တော့မိတ်ဆွေတို့စဉ်းစားတွေးတော့ပြီးတော့ရွေးချယ်လိုက်ပါကျွန်တော်ရွေးချယ်ပေးရမယ်ဆိုရင်တော့ကျွန်တော်ရဲ့ Viber ဖုန်းနံပါတ်399684693269ခွန်မှာ member ဖြစ်နေလာရောက်ဝင်ပြီးတော့ရွေးချယ်ခိုင်းလို့ရပါတယ်လို့ပြောလိုက်ပါရစေ2026အတွက် member များကိုလည်းပဲလက်ခံနေပါပြီကျွန်တော်ရဲ့ Viber ဖုန်းနံပါတ်399684693269ခွန်မှာလာရောက်ပြီးတော့ဆက်သွယ်နိုင်ပါတယ်လို့ပြောရင်းနဲ့အားလုံးမင်္ဂလာပါကိုစိတ်ချမ်းမြေ့ကြပါစေ 3D ကြီးများလည်းအများကြီးပေါက်ကြပါစေဗျာ2026ခုနှစ်ဒီတင်တို့အတွက်အကောင်းဆုံးပျော်ရွှင်မှုတွေကိုဆောင်ကျဉ်လာနိုင်တဲ့နှစ်ဖြစ်ပါစေလို့